ရေတယံတန်ရဲ့ပြစ်ဒဏ်ကိုခံပြီးတော့ဟူသောဘာကြီးပြိုး၏အတန်ကဝေးလိုက်ညီလိုက်ရင်တွင်မှအပူလုံးကြီးကလည်းတရွေ့၍ထိုအပူလုံးကြီးသည်လေကြောင်းရောက်၌ရက်တန့်သွား၏သူ၏လေကြောင်း၌ကြီးမားသောတန်ကြိတ်ကြီးဖြင့်ထိုးဆိုင်ထားသလိုခံစားနေရ၏ငါးရီခံစားနေရသောဝေဒနာကိုလက်ငင်းချက်ချင်းခံစားနေရပြီအာမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြန်မာ Paranormal Club Channel လေးကနေယနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူဝတုံဟိန်းထက်ရေးသားတာတဲ့ရေတယံတန်ပြစ်ဒဏ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာပိုင်နီမြို့မှာမကြီးဆိုရင်မတီတူမရှိအသက်က30ကိုလုံးကိုရဲကတောင်ဇီရိုက်ကကြံအလောက်ကတငါအလုံးရေကူးရင်ကိုရမှာတော့ဖြန်တကောင်မင်းအရှုံးပေးရပေးလိမ့်မယ်ရေနဲ့ပတ်သက်လို့ကတော့ရေဝိဇ္ဇာပင်နီကဏီမြို့ကလေးသည်ရှင်းနှစ်မှာမင်းများလက်ထက်ကပင်တာယာစီကားခဲ့၏တလာဝရီမြစ်သည်မြို့၏ကျက်တီဆောင်မြစ်တစ်စင်းပင်နီဤမြစ်ကိုမိ၍မက်ကြီးတို့တွေတငါလှုပ်ရှားကြရသည်ဤမြစ်သည်တကယ်တော့သူတို့၏ကျေးဇူးရှင်ပင်ဖြစ်လေ၏မက်ကြီးတို့၏တငါဘွားကကြမ်းတမ်းလှ၏ပင်မန်းတလောက်အကျိုးမခံစားရဝမ်ဝါယုံစားနံယုံသာရှိသောဘွားကိုမက်ကြီးတယောက်စိတ်ကုံစပြုနေပြီးဖြစ်သည်ကားလေးကိုလည်းရှင်းပြုပေးခြင်းသည်ရိုင်းနေသောအင်္ဂလိပ်ကိုလည်းပြုပြင်ခြင်းလှပြီဇနီးဖြစ်သူကိုလည်းခေါင်းရက်ပြတ်ထိုးဘွားကလွတ်မြောက်စေခြင်းသည်ကြီးပွားတိုးတက်ခြင်းသည်ဆိုကမှကံကမကောင်းငါကလည်းအရင်လိုမရဒီနေ့တော့စိတ်ညစ်ညစ်ဖြင့်ဘာကြီးဖြိုး၏ခြံဝင်းဘက်သို့မက်ကြီးလျှောက်လာခဲ့မိဘာကြီးဖြိုးကဘာသာရေးသမားအဂိယဝါဒနာကြီးသူလည်းဖြစ်၏မက်ကြီးကိုလည်းတူရင်သားရင်လို့ချစ်ခင်ရှာ၏မက်ကြီးကလည်းအားလက်သည့်အချိန်တိုင်းဘာကြီးပြိုးစီသို့တွား၍တတ်နိုင်သမျှကူညီပေးနေကြမက်ကြီးလာလေကွယ်ထမင်းကိုစားပြီးဗလားကွထမင်းအစင်သင့်ရှိတယ်ဝင်းစားကြကွဘာကြီးပြိုးကခင်ခင်မင်းမင်းနှုတ်ဆက်ရှာ၏စားခဲ့ပြီဘာကြီးရဲ့ပြင်းလို့ထွက်လာတာအဘရဘာကူလုပ်ပေးအောင်လဲဘာကြီးရဲ့နာနာနေနေတာနေပါကွယ်ဘာမှလုပ်စရာမရှိသေးပါဘူးဒါပေမဲ့တိတ်မကြခင်တော့လှုပ်စရာတွေရှိရဲ့ကွဒီလိုကွဘာကြီးရဲ့ဝါသနာတူမိတ်ဆွေတယောက်စီကအလွန်ရှားပါအဖိုးတန်တဲ့အဂိရဲ့ပစ္စည်းတစ်ခုကိုဘာကြီးကရထားတယ်ကွဘာကြီးမိတ်ဆွေကအဂိရဲ့ကိုစွန့်ပြီးတရားဘာဝနာအားထုတ်ဖို့ပုတ်ပါးကိုထွက်သွားပြီလေဒီပစ္စည်းကိုတော့အဘကိုချင်းမြောက်တဲ့အနေနဲ့ပေးသွားတာဗောကွဘာကြီးရဲ့ကုသိုလ်ကံပါရမီထူးလို့ရတယ်လို့လည်းပြောရမှာပါပဲဘာပစ္စည်းများလဲဘာကြီးရဲ့ဝုဒ္ဓရရအောင်ပြောပြပေးပါလားဘာကြီးရဲ့ထိုရမျိုးကိုတော့မှတ်ကြီးကစိတ်ဝင်စားတတ်သည်ဘာကြီးဖြိုးကလည်းမချွင်းမချမ်းရှင်းပြနေကြဝုဒ္ဓဖြစ်မှတ်ထားဖို့ကွဘာကြီးကဒီเจ้าကိုငါ့တူကိုပဲရှင်းပြမယ်ငါ့တူကလူတိုင်းကိုတော့ရှောင်မပြောနဲ့ပေါ့ကွယ်ဒီပစ္စည်းကတသက်နဲ့တကူရခဲ့တဲ့ရှားပါပစ္စည်းပေါ့ပြီးတော့ဂမ်ဘီယာဝင်ပစ္စည်းမျိုးကွရေတယံတန်လို့ခေါ်တယ်အဂိယမှာအလွန်အသုံးဝင်တဲ့ခြာတန်တို့ဘာတို့ကိုငါ့တူကြားဘူးမှာပေါ့ဟုတ်ကဲ့ကြားဘူးပါတယ်ဘာကြီးရဲ့ဒါပေမဲ့ဒီရေတယံတန်ဆိုတာကိုတော့မကြားဘူးဘူးဗျရေတံပတိတို့ဘာလို့တော့ကြားဘူးတွေ့ဘူးပါတယ်အဖမတူဘူးကွဒီရေတယံတန်ဆိုတာကအင်မတန်ရှားပါတာရေထဲမှာတဘာဝလျောက်ဖြစ်နေတဲ့ရေရဲ့တယံဇာတတစ်မျိုးဆိုပါတော့ကွာရေရောက်မှာပဲရှိတယ်ရေရောက်ကမီးလွှားတွေကြားမှာအချက်လိုက်အချောင်းလိုက်ရှိနေတတ်တာတခါတရံကြားစိလို့ဂေါ်လီလုံးလိုလည်းရှိတတ်တယ်ထူးခြားချက်ကတော့တန်လိုက်နဲ့မကပ်ဘူးကွတခြားတန်နေဆိုရင်တန်လိုက်မှာကတ်တယ်မဟုတ်လားဒီတန်ကမကပ်ဘူးကွပြီးတော့တခြားတန်နေလို့မဟုတ်တာကကြောက်တုံးပေါ်တမန်တလင်းပေါ်လွှတ်ချလိုက်ရင်ရေတန်ငွေတန်လိုတချွန့်ညင်မြည်ရယ်တန်တစ်ချောင်းကိုလွှတ်ချလိုက်တယ်နဲ့မတူဘူးကွဘာကြီးဖြိုးကအသင့်ငှဲ့ထားသောရင်နွေးချမ်းကိုတငုံမြမော်တောက်လိုက်ပြီးထက်ရှင်းပြပြန်သည်အင်းဝခေတုံးကဘာကြီးတော်မင်းတရားရဲ့နှောင်းကိုရေတယံတန်နဲ့ရွှေကိုရေးပြီးအဂိရဲ့နီးနဲ့စီမံဆက်တာခဲ့တာကိုမင်းကြီးကမျက်နှိုးတံမိုးထားစွာနဲ့ဝှစ်ဆင်ခဲ့ဘူးလေကွရွှေကိုရေတယံတန်နဲ့ရောလိုက်ရင်ပိုပြီးအယောင်တောက်လာပေမဲ့နည်းနည်းတော့ဆက်သွားတတ်တယ်ဒီရေတယံတန်ကဘာကြီးတို့အဂိရဲ့မှာဘာများအသုံးဝင်တာလဲဘာကြီးရဲ့ဟာဘယ်နဲ့ပြောလိုက်တာတော့ငါတူရဲ့တိတ်အဖိုးတန်အသုံးဝင်တာပေါ့အဂိရဲ့ပညာရဲ့နောက်ဆုံးပန်းနိုင်ကထွက်ရလမ်းမဲ့မဟုတ်လားဒီရေတယံတန်တစ်လုံးကိုအသက်သွင်းနိုင်ရင်တန်ဝိဇ္ဇာဖြစ်တော့တာပဲ
တကယ်တော့ရေတယံတန်ကိုဝိဇ္ဇာတွေအခေါ်အရရှင်တန်လို့ခေါ်ကြတယ်ကွာအကြောင်းကတော့လူဘဝအရှုပ်ရှင်းမှန်သမျှကိုလင်းပြတ်နိုင်လောက်အောင်ဆောင်ရွက်နိုင်တဲ့အခြေခံတန်မို့လို့ပဲကွဒီရေတယံတန်ကိုဖိုထဲထည့်ထိုးရင်အရေးပြောတယ်ဒီလိုဓာတ်ရည်ဖြစ်တဲ့အခါမှာစေးနဲ့တက်တူတမှုကိုကျွေးပြီးစိတ်နီမြင်းသွားကြောက်တမှုကိုထပ်ကျွေးလက်ချားချော်လုပ်ပြီးရင်လည်းထိုးနိုင်တယ်ကွဒီရှင်တန်ကိုစိတ်နီမြင်းသွားနဲ့စေးတန်းတက်တူကျွေးပြီးထိုးတဲ့အခါမှာလုံး9လုံးပြည့်အောင်ထိုးရတယ်ဒါဆိုရင်တစ်လုံးဖြစ်ပြီးလုံပေါ်ကိုဝဲပြန်ပြီးဗဒမားလုံးမီးဖို့ပေါ်ကိုတက်လာတယ်ကွတန်ဝိဇ္ဇာဖြစ်ဖို့ကတော့ဒီအစ်စ်နဲ့မပြီးသေးဘူးလှုပ်စရာကြင့်ကြံစရာအားထုတ်စရာအစ်စ်နေတတိကြံသေးတယ်ဒါပေမဲ့လည်းပထမအဆင့်ကိုရောက်အောင်ခုနကလိုလုံနိုင်ပြီလေမှတ်သားစရာပဲဘာကြီးရဲ့ကျွန်တော်တော့ညံမမီလို့တိတ်နားမလဲဘူးအဖရဲ့ဘယ်တိလိမ့်မလို့မှတ်သားစရာတခုတော့ပြောပြအောင်မယ်ဒီရေတယံတန်ကိုရှင်တန်လို့ခေါ်တယ်လို့နောက်ထပ်ခေါ်ရည်လည်းရှိသေးရဲ့ကွဒီတန်ကိုငားလိုက်တဲ့တန်လို့လည်းခေါ်တယ်ကွဘာလို့လဲဆိုတော့ဒီတန်ကိုသာရှိရင်ရေထဲကငါးတွေအတွက်တော့ဒုက္ခပဲကွဒီတန်ကိုငမားချိန်မှာတက်ပြီးညှားရင်ဘာငါးစာမှတက်เสียမလို့ဘူးငါးမှန်သမျှကလာဟတ်တော်တာပဲဘယ်ငါးကမှမနေနိုင်ဘူးကွအလူရက်ကိုလာဟတ်ကြတာကွဟာဒါဆိုရင်ငါးတွေကိုအလေတကူရနိုင်တာပေါ့နော်မကြီးမျက်လုံးများကအယောင်တက်လက်လက်ဖြစ်လာတော့ဤမမျော်လင့်ပဲသူစိတ်ဝင်စားသောသတင်းကိုကြားလိုက်ရပြီးဒါကြောင့်ပြောတာပေါ့ကွာငါးတွေအတွက်အန္တရာယ်ပဲလို့မိတာကတော့ငါးသေးငါးကြီးအကုန်ပဲငါးကြီးလာဆွဲလို့လူတက်တောင်အန္တရာယ်ရှိရဲ့ကွပင်လယ်ထဲမှာမြရင်တော့လောဘမတက်နိုင်တဲ့တနေ့မှာဒဏ်ခတ်ခံရတာပဲဗျာဘလို့ဒဏ်ခတ်တာလဲဘာကြီးရဲ့အင်မတန်ကြီးမားတဲ့ငါးကြီးအကြီးကြီးကလာဟပ်ပြီးမထိတ်နိုင်မသိမ့်နိုင်ဖြစ်တော့တာပဲဒီငမားကြီးကလည်းဘလို့လှုပ်ပါသွားရတော့တာပဲဆုံးရှုံးလက်လွတ်လိုက်ရတော့တာပဲဆိုင်ရာအဆောင်ပုဂ္ဂိုလ်ကပြန်သိမ့်တဲ့သဘောပေါ့ကွယ်ဒီရေတယံတန်ကိုဘယ်နေရာဒီမှာတွေ့ရလဲတာလဲဘာကြီးရဲ့ဘာကြီးလေးလာမှတ်သားဘူးတလောက်ပြောရရင်တော့ချင်းတွင်းမြစ်ထဲကိုစီးဝင်နေတဲ့ချောင်းတွေတန်လီမြစ်ဘက်မှာဆိုရင်မြစ်လက်တက်ဖြစ်တဲ့ဒုံသမီးမြစ်တွေမှာတွေ့ရတာများတယ်ဒုံသမီးမြစ်ဆိုတာကတထုံကနေဖန်ကိုသွားရင်ဒုံသမီးမြစ်ကူတရာကြီးကိုဖျက်ကူးရတယ်မဟုတ်လားအဘဟုတ်တယ်ငါတူဒီဒုံသမီးမြစ်ကရေတယံတစ်ခုတည်းတင်မဟုတ်ဘူးကွတခြားကြီးအောက်တယံဇာတာတွေလည်းပိုးကျွယ်ဝတဲ့မြစ်ပေါ့ရွှေငွေကြောက်တံပရမများတွေလည်းမြစ်ချမ်းမြေအောက်မှာသူ့အုပ်စုနဲ့သူရှိနေတယ်ကွတိသူဖော်စားမတိသူကြော်သွားပေါ့ကွဒီရေတယံတန်ကိုချာရရင်လည်းအလွယ်မရဘူးကွဆိုင်ရာပိုင်ရာရေစောင်းတဲ့တွေကိုပွဲတွေကြနာနာပူဇော်ပတ်တာပြီးမှရတာဒါတော့နည်းနည်းပဲရတတ်တယ်တော်လောက်ပြီမကြည့်ဖို့တော့ဤမြတီရလင်းတော်လောက်ပြီဒီနေ့ဘာကြီးပြိုးစီသွားရတာထူးတာပဲခုလဲတွေးမိလိုက်သည်ဘာကြီးပြိုးကရေတယံတန်ထည့်ထားသောဂရိဘာအိတ်ကလေးကိုဖျားစင်မော်တွင်တင်ထားကြောင်းပြောပြသည်ဒီတန်ကတာမညတန်တော့မဟုတ်ယခုလိုမြင်မြင်ရမှာထားရတာဟုလဲရှင်းပြ၏မှတ်ကြီးသည်ဘာကြီးပြိုးကိုနှုတ်ဆက်၍ပြန်ခဲ့တော်လဲသူ့အတွေးထဲမှာတော့ရေတယံတန်ကဆွဲထင်းကြံ့ရစ်နေတော့သည်ဒီတန်ကိုရလိုက်ရင်ဟူသောအတွေးကလည်းမှတ်ကြီးရဲ့ခေါင်းထဲသို့တိုးဝင်လာကြပြီထိုအတွေးနှင့်အတူလောဘရိတ်ဒေါသရိတ်မောဟရိတ်များကလည်းထပ်ဆင့်ပါလာသည်ကိုထိုစဉ်ကမှတ်ကြီးတယောက်မသိခဲ့ခြင်းသူတည်သည်ကလျှို့ဝှက်လှုပ်ဆောင်ရမည့်အစီအစဉ်များကိုသာတွေးနေမိသည်လှုပ်တင်မလှုပ်တင်ကိုလည်းလွန်ဆွဲနေမိမိမိချိုးတဲ့လွန်သောဘဝနှိမ်ကြလွန်လာသောဘဝတို့ကိုလည်းဆက်ဆုပ်လွန်လာပြီသားလေးကိုလည်းရှင်ပြုပေးခြင်းပြီထိုတွေးများကမှတ်ကြီး၏စိတ်ကိုပို၍ရဲရင်ခိုင်မာစေခဲ့၏ထိုတွေးများကပင်သူ၏အတိညာဉ်ကိုအမောင်ချစေခဲ့သည်ဆိုတာကိုထိုစဉ်ကပင်မှတ်ကြီးတယောက်တီးခွင့်ရခဲ့ပါနှင့်ကန်ဒီမြို့ကလေးမှာစောင်းဦးည၏ထွေးဖက်မှုအောက်၌နှစ်ချိုက်စွာအိမ်မောကျနေပြီအချိန်ကည12နာရီတီလာကမသားကျဲကမထွက်တော့အမောင်ချထားသလိုပင်တစ်ပင်ကြီးများကိုလေတိုး၍တရှဲရှဲမိတမ်းမအပအရာရာသည်ငြိမ်သက်တိတ်ဆိတ်နေ၏လူတကာတို့နှင်းချိုက်အိတ်ဆက်အနားယူနေပြီဖြစ်တော်လဲအနားမယူနိုင်သူကတော့မှတ်ကြီးတယောက်အမောင်ထဲမှာတိတ်ဆိတ်စွာလှုပ်ရှားနေ၏တကူလုံး၌အနက်ရောင်အဝတ်စားများဝတ်ဆင်ထား၍အမောင်ထဲမှာပျောက်နေ၏မှတ်ကြီးကတော့အကြံစီရှိသူပြီးဘာကြီးဖြိုး၏ခြံဝင်းထဲတိတ်တဆိတ်ဝင်ရောက်လာခဲ့သည်ခောက်အခါကလာနေကြဖြစ်၍ကျင်သားရပြီးသားဖြစ်နေသည်ခြံတကားကိုအလွယ်တကူဖွင့်ဝင်လိုက်သည့်အထိဘာတမ်းမှမထွက်ဒီချိန်ဆိုဘာကြီးဖြိုးလဲနှစ်ချိုက်စွာအိမ်မောကျနေသည်မှာမလွယ်မှတ်ကြီးကခြေတံလွန်ဖြင့်အိမ်နီးသို့ချင်းကပ်လာခဲ့၏အပေါက်ပြင်းများဖြစ်နေသောထရန်အပေါက်မှလက်ရှု
တကားမင်းတို့ကိုအောင်မြင်စွာဖြုတ်နိုင်ခဲ့လေပြီပွင့်သွားသောတကားမှလက်ခနဲဝင်၍ကျွန်းဘီလိုကြီးနှစ်ဘေးသို့ဖြတ်ခနဲဝင်ကပ်လိုက်သည်အထက်မှမှောင်နှင့်မင်းမင်းဖြစ်နေ၍မြင်ကွင်းကမတဲကွယ်မျက်လုံးကိုအတင်းအားဆိုင်၍ကြည်နေရသည်ဘီလိုကြီး၏အနောက်ဘက်တွင်ဘာကြီးပြိုးအိတ်တီကိုတီထားပြီးဖြစ်သည်ဘာကြီးပြိုး၏တခေါခေါဟောက်တန်များကိုကြားနေရသည်ထိုအတွက်မကြီးတယောက်ကြည်နက်စွာပြုံးလိုက်သည်ခြေကိုဖာနှင်း၍ဖျားစဉ်ရှိရာသို့အသာလျှောက်လန်းလာခဲ့သည်ဖျားတင်မော်တွင်တင်လာသောရေတရန်တန်ထည့်ထားသောဂရီဘာအိတ်ကလေးကိုအသာဆန်းသည်သိမ့်မဆန်းလိုက်ရတွေ့ပါပြီအင်မတန်အဖိုးတန်ပြီးထိုင်မှရသည်ဆိုသောရေတရန်တန်အခုတော့မှတ်ကြီးလက်ထဲရောက်ပြီလေသူနှင့်ထိုက်ခဲလေပြီဂရီဘာအိတ်ကလေးကိုရင်မက်ကြားထဲထိုးထည့်၍ပြန်ထွက်มาတော့တုံးဂရန်သွားပြီကန်ဆိုးလေပြီခုနကလာတော့ကအကောင်အခုတော့ဘာကြီးပြိုးဂရင်နဘေးကထွေးကန်ကိုတွားတိုင်မိပြီဟေးဘယ်သူလဲဟေးရုတ်တရက်လန်နိုးလာသောဘာကြီးပြိုးကငေါက်ကနေထထိုင်ရင်းអော်လိုက်၏မကြီးထိတ်ကနေဖြစ်သွားသည်ဒီလောက်ကြိုးစားလာပြီးမှအပြက်မခံနိုင်ဖြစ်ချင်တာဖြစ်မထူးတော့ဟုသဘောထား၍ခါးကြားတွင်ထိုးရသောပန်တုတ်တူဖြင့်လွှဲရိုက်လိုက်တော်၏တုတ်ဟွတ်အာသွားပြီတုတ်တုတ်မြမလှုပ်တော့မှတ်ကြီးလဲဘာမှမစင်စားနိုင်တော့စင်ပြေလေပြီတကယ်တော့ဤများအထိလှုပ်ရန်လဲမရည်ရွယ်ပြန်တွေးကြည့်ရင်လဲဒီရေတရန်တန်ပြောင်မန်းသိလင်မိမိကိုပင်တစ်ထစ်ချဆွဆွဲတော့မည်ဒီရေတရန်တန်ကိုမိမိတယောက်တည်းကိုသာထုတ်ပြခဲ့သည်မဟုတ်ပါလားအခုတော့အားလုံးလွန်ခဲ့ပြီမတတ်နိုင်တော့ခေါင်းထဲမှာအတွေးတွေကဘလောင်စုပွက်ရင်းခတ်သက်သွက်ထွက်ပြေးလာခဲ့၏စိတ်ထဲမှာလဲလေးလံပြီးနောင်တရကျင်တယ်လို့ဖြစ်နေသည်သူလေးသားယူတရားသူကိုမှစော်ကားမိလေပြီတကားလို့ထိတ်လန့်ပူပင်နေမိသည်မောဟလွန်ခဲ့သောမှတ်ကြီးကတော့သူ၏ပြစ်ဒဏ်ကိုသူကိုယ်တိုင်ပင်ဖန်တီးမိခဲ့ကြပြီတကားပြဿနာကထင်တာထက်ပိုဆိုးသွားလေပြီဘာကြီးပြိုးတည်ဆုံးရလေပြီတရားလုံးလဲထိတ်လန့်ခြောက်ခြားသွားကြ၏တကယ်တော့မှတ်ကြီးရိုက်လိုက်သောရိုက်ချက်ကတေးလောက်အောင်တော့မဟုတ်သို့တော့မြည်သူမှမသိပဲတညာလုံးသွေးလွန်ရင်းတည်ဆုံးခဲ့ရခြင်းပင်မှတ်ကြီးကိုယ်တိုင်ကပင်ယူကျုံမရကြီးစွာဖြင့်ခိုက်လိုက်လဲလဲဝမ်ပန်တနေငိုကြွေးခဲ့ရသည်တရားခံကိုစုံစမ်းနေပြီဟုကြားတော့မှတ်ကြီးမှာထပ်မံတုံလှုပ်ခဲ့ရပြန်သည်မြည်သူမှမှတ်ကြီးအပေါ်တန်တရာမဝင်၍တက်တာရာရတော့လဲကြီးလန့်စားစားပွားကျူးတော့တဲ့ဘဝမှာမှတ်ကြီးအဖို့မထူးဆက်ခင်ရတော့မည်ဒီအတွက်လဲခက်ခက်ခဲခဲလျှို့ဝှက်ကြံဆောင်ရပြန်သည်သူ့ကြံစီလဲအထမြောက်ခဲ့ပါသည်ရေတရင်တန်ဖြင့်ပြုလုပ်ထားသောငမြချိတ်ကိုသူပိုင်ဆိုင်ခွင့်ရလေပြီခက်ခက်ခဲခဲဖြင့်လူသက်တစ်ချောင်းရင်းမိမှရခဲ့ခြင်းပင်မဟုတ်ပါတော့အခုတော့အကြံစီကိုလက်တွေ့အကောင့်ထဲဖော်ခွင့်ရပြီးဖြစ်သည်ဘာကြီးပြိုးပြောသလိုပင်ထိုငမြချိတ်တွင်နီးသည့်ငစားမျှတက်စင်ရန်မလိုအမှန်တကယ်လဲငါးတွေကိုဟောတကောင်နှင့်ရနေငမြချိတ်တွင်ပါလာသောတစ်ဖြက်ဖြက်လူးလွန်နေသောငါးကိုဖြုတ်၍ပလိုင်းထဲသို့ထည့်သည်ထို့နောက်ငမြချိတ်ကိုရေထဲပြန်ချတိတ်မကြာဖော်ကွင်းကလေးကနစ်မြုပ်သွားပြန်သည်ငါးဆွဲပြီဆိုသည့်သဘောကိုင်နာသောလက်မှလည်းအတွေ့အကြုံရငါးမိပြီဆိုတာသိနေ၏စက္ကနဲဆွဲတင်လိုက်တော့ရေဆက်ရေမုံတဖွာဖွာနှင့်အတူတစ်ဖြက်ဖြက်ရုံးကန်နေသောငါးတကောင်လွှဲလိုက်သည့်ဖြစ်ချင်းတကယ့်ကိုငလိုက်တံပင်သည်အချိန်တိုတခဏလေးတွင်မှပင်ပလိုင်းနှလုံးငါးတွေအပြည့်အသိအရွယ်စားကလည်းအစုံအထူးသဖြင့်အကောင်ကြီးတွေညာ၏ရေတရန်တန်အစွမ်းကအမခန်းပင်သည်ရပိုင်းတွင်မှပင်မှတ်ကြီးတို့ငွေရွှင်လာခဲ့သည်ခိုင်းလိုပင်ပင်ပန်းပန်းနေဘူးထဲမှာတီတစည်းနဲ့တွားနေရန်မလိုတော့အေးလူလူထိုင်၍ငါးများနေုံပင်ကိုမကြီးကိုပြမထွက်ဘူးလားဘဝတူတာကြီးကမေးတော့မှတ်ကြီးကခပြုံးပြုံးဖြင့်ခေါင်းခါပြ၏တာကြီးကတော့နားမလည်နိုင်စွာကြည့်ရင်ကိုမကြီးကလည်းဗျာဒီနေရာမှာငါးများရတယ်လို့ဒီနေရာကဘလို့လို့ငားရမှာလဲဗျာဟုပြောသည်မှတ်ကြီးကတော့ခပြုံးပြုံးပင်အချိန်တို့တွင်းမှာမိလိုက်တဲ့ငါးရီဟန်ကိုကြနေရှားသမျှငါးတွေကိုငါးလိုက်သွင်းပြီးမှတော့ငွေအထက်လိုက်ယူပြီးဒီတချွန်းချွန်းတချင်းတအေးဖြင့်ပြန်ခဲ့တော်သည်ဇနီးဖြစ်သူလဲတန့်အံ့တော်ဖြစ်နေရ၏အမရဲ့တော့ဧကန္နတော့ကိုရေစောက်နဲ့မင်းကမတာထင်တယ်တဲ့ဘာပဲပြောမှတ်ကြီးတို့တွေပြောင်ပြောင်ယောင်ယောင်ဖြစ်လာကြလေပြီ
လူရန်စီဘွားကိုတစတက်တစပိုင်ဆိုင်လာရကြပြီရိုင်းနေနေသောအိမ်ကိုဖျက်၍ကျင်းတော်အိမ်အဖြစ်ပြောင်းလဲနိုင်ခဲ့သလိုဇနီးဖြစ်သူကိုလည်းခေါင်းရွက်ပြတိုးဘွားမှအနာပေးနိုင်ခဲ့ပြီသားလေးကိုရှင်ပြူပေးရန်သာကြံပြီးဒါလည်းတိတ်မလို့တော့အနေနဲ့မြန်ဖြစ်လာမည်မှာမလွဲလူတွေကတန်တော်နဲ့မေးတော့မကြီးတို့ကမင်းသေးသေးဖြင့်ကျုပ်ရဲ့ကုသိုလ်ကံပေါ့ဗျာငါးများရဲ့ငါးကြီးတကောင်ရဲ့ဘိုက်ထဲကနေပြီးကြောက်စိမ့်လက်စွပ်တကွင်ပလာတယ်လေနှကောင်းနှက်မြက်တွေမသာတာပေါ့ဗျာဟုဖြေခဲ့သည်ရေတင်ရန်တန်အကြောင်းတော့ရှောင်း၍ပင်မဟာခဲ့အခုတော့လေမှတ်ကြီးတယောက်ကတော့ရမကာရစ်ရွှေရည်များကိုမှီဝဲရင်းဇေယမင်းစည်းစိမ်ကိုခံစားတက်နေလေပြီဇနီးမယားကလည်းကြည်ကြည်ဖြူဖြူဒီလိုနဲ့တလားလောက်ကြာမှာတော့အရင်လိုမဟုတ်ပဲ900နဲလာသည်ရေတင်ရန်တန်ငမားချိတ်ကအစမ်းပြေရီကမဟုတ်သူစကြက်၌9နဲလာ၍ဖြစ်သည်အကောင်ကြီးတွေမပါတော့ထို့အတွက်မကြီးမကြည်မနှက်ဖြစ်လာခဲ့သည်စကြက်ပြောင်းရန်လိုပြီးဟုလည်းတွေးမိလာသည်အေယာမငါးကြီးတွေရှိသောကန်တစ်ခုကိုဖြတ်ခနဲတတိရလိုက်မိထိုရီကန်ကိုသူ့သာမဟုတ်တရွာလုံးကတီးပြီးသားဖြစ်၏သို့သောမိသူမှငါမဖန်ရင်အဖေကြောင့်ဆိုသောရွာဦးစီရီဖျားအနောက်ဘက်ရှိစီဝိတဒါနဘေးမဲ့ကန်ဖြစ်နေ၍ဖြစ်သည်ဖျားငါများဟုအားလုံးကသတ်မှတ်ထား၍လဲမိသူမှငါမဖန်ရဲ့ထို့ကြောင့်လဲငါးကြီးများမှာဘေးရန်ကင်းစွာဖြင့်တက်တန်းစိတ်နေကြရ၍လဲအေယာမနှစ်ချို့ငါးကြီးများဖြစ်နေလေတော့သည်စာပန်းများဖြင့်ဝေစာနေသောထိုဘေးမဲ့ကန်ထဲကဖျားငါစူးစူးဖြိုးဖြိုးကြီးတွေကိုမှတ်ကြီးမျက်စိကြမိသည်အခုတော့အရက်ကိုအဖော်ပြုနေသောရေထုတ်ကြီးမှတ်ကြီးမှာလှုပ်တင်မလှုပ်တင်ကောင်းဤဆိုဤဟုခွဲခြားနိုင်စွမ်းမရှိတော့ဘရွာဆိုတာလူချွတ်မှကြွတာဟုတကိုယ်တည်းရေချိုရင်းကြံစီအကွက်ချနေမိတော့သည်သို့သောပေါ်ပေါ်တင်တင်သူရှိတွင်တော့မလှုပ်ရဲ့ထို့ကြောင့်ညာဘက်တွင်မှသွားရောက်ခဲလေသည်အဖော်မပါတကိုယ်တည်းဖြင့်မှတ်ကြီးတယောက်လောဘခြေလမ်းများဖြင့်တိတ်တဆိတ်ထွက်ခွာလာခဲ့သည်တပင်ကြီးတပင်ကိုမှီ၍အားရပါရထိုင်ချလိုက်ပြီးခါးကြမှအရက်ပလင်းကိုထုတ်၍မော်ချလိုက်၏ပူလောင်ရှိမ့်မြသောအထီးတွေကလေချောင်းကတဆင့်ထိုးဆင်းသွားသလိုတက်ကြွသောခွန်အားများကိုလည်းတပြိုင်နက်ရရှိလိုက်သလိုခံစားလိုက်မိသည်ထို့နောက်အသင့်ပါလာသောကွန်တရာကိုပစောင်းတွင်သွတ်သွင်း၍သူ၏ပွဲစော်ငါးများတံကိုရေထဲသို့ချလိုက်လေတော့သည်နှစ်ချို့ငါးကြီးများ၏ပိတ်တာခြင်းကိုလည်းစိတ်ထဲမှမှန်းဆတွက်ချက်နေမိသည်တကောင်နှကောင်မိလင်ပင်တွက်ချေကြိုက်ပြီးဖြစ်၏ထိုစဉ်မှာပင်သူမမျော်လင့်သောဖြစ်ရတစ်ခုကိုကြုံလိုက်ရသည်ရေထဲမှတစုံတစ်ခုကစောက်ဆွဲသလိုခံစားရပြီးကျိုးကလည်းတင်းကနေဖြစ်သွား၏ပထမတော့ငါးဟပ်ပြီးထင်မိသည်သို့သောအတွေ့အကြုံရငါးဟပ်ချင်းနှင့်မတူကြောင်းတတိထားလိုက်မိသည်ငါးမိလင်အနည်းဆုံးတော့ဆွဲခါလှုပ်ရမ်းနေမှာပဲအခုတော့ဒီလိုမဟုတ်ကျိုးမှာတင်းနေတော့လဲလှုပ်ရှားမှုမရှိပဂရိငြိမ်သက်လို့မှတ်ကြီးကငမြားတံကိုဆွဲတင်ကြည့်သည်မရဧကနာရေအောက်ကတစ်ကိုင်းတစ်ခုခုနဲ့ညှိနေပြီးထင်တယ်နီးတိုးမြစူးစားလို့မရတော့သည့်အစုံရေထဲသို့ဆင်းရန်ဆုံးဖြတ်လိုက်သည်မှောင်မဲနေတော့လဲမှတ်ကြီးလိုဖြန်ကောင်အတွက်တော့ပြဿနာမရှိဘွမ်ကနေရေထဲခုန်ဆင်းလိုက်ပြီးအေးစိမ့်သောရေ၏အထီတွေကိုခံစားလိုက်ရသည်တတိထားရင်ရေအောက်ကိုငုပ်လိုက်၏ခတ်တာကဓာမီကလည်းမပါကျိုးတလျှောက်စံတဝါဝါဖြင့်မှန်းဆလုံနေရသည်ငါးကြီးများ၏လှုပ်ရှားတံကိုလည်းမကြရထိုချက်ကိုတိတ်ပဝဲမကြတကယ်ဆိုသူခုန်ချလိုက်သည်နှင့်ရေအောက်မှငါးကြီးတွေလှုပ်လှုပ်ရှားရှားဖြစ်သွားရပေမည်အခုတော့ဒီလိုမဟုတ်တိတ်ဆိတ်ငြိမ်သက်လွန်လာသည်ငမြားရံမှာကြိုးတိုင်းဆန်းလာခဲ့သည်ကျိုးကဆုံးသွားတော့လဲငမြားချိတ်ကိုမဆန်မီတေချာအောင်ထပ်ဆန်းသည်မတွေ့မမီဟမ်သူအံ့ဩရပြီထို့ကြောင့်ရေပေါ်ပြန်ထိုးထွက်ရန်ကြိုးစားလိုက်စဉ်သူ့ခြေထောက်ကိုလက်တစ်ဖက်ကလာဆွဲသလိုခံစားလိုက်ရသည်ဟာမကြီးထိတ်ကနေဖြစ်သွား၏ဟားကိုကွေးကခြေထောက်ကိုဆန်းလိုက်တော့ရေမောပင်နေဟူးတော်ပါသေးရဲ့ကွာထိုစဉ်မှာပင်မကြီးတယောက်ရေပေါ်အလူရက်ပြန်တက်လာရ၏ရောက်ချင်းငါးများတံကိုဆွဲမလိုက်တော့ဟောကနေပေါ့ပေါ့ပါပါပါလာသည်သို့တော့ငါးများချိတ်ကိုကမတွေ့တော့ဟိုက်ဒုက္ခပဲကွာငါးများချိတ်မရှိတော့ဘူးဟုတ်ပါသည်ကြိုးစားမှတိတိကြီးကြီးပြက်နေအဖိုးတန်ရေတရင်တန်ငါးများချိတ်ကမရှိတော့ဤသုံးလုံးတင်ကြိုးကိုပြက်အောင်ပြုတ်လုံနိုင်မှုဆိုတာကမလွယ်ဒါဆိုပါလဲဘယ်ရောက်သွားပြီလဲ
မှတ်ကြီးတယောက်စိုးရိမ်တကြီးဖြင့်အနီးနားပတ်ဝန်းကျင်၌ရှာကြည့်သေးသည်မတွေ့ရေတရံတန်ငများချိတ်ကထူးဆန်းစွာပျောက်ဆုံးနေလေပြီထိုအခါဘွမ်ကနေရေပွက်တန်ကြီးတစ်ခုကိုကြားလိုက်ရပြီးနောက်တပွက်ပွက်ဖြင့်ရေပလုံစီများကရေမျက်နှာပြင်ပေါ်သို့ထိုးထွက်လာသည်ကိုတွေ့လိုက်ရ၏မှတ်ကြီးတယောက်အံ့ဩထိတ်လန့်စွာဖြင့်နီးမောကြည့်နေစင်မှာပင်ရေထဲမှဆူးရှတောက်ပသောလင်းနှန်းတစ်ခုကရွှေကနေမြည်တန်နှင့်တူကောင်းကင်ရံသို့ပြန်တက်သွား၏ဖះဗျာဘာပါလဲမှတ်ကြီးလဲဖះတနေမိဆူးရှတောက်ပသောအလင်းရောင်ကြောင့်ပျက်စီးလက်သလိုထိန်လင်းသွား၏ထိုဖြူအောင်လင်းနှန်းသည်လင်းမြန်သောအရှိန်ကုန်ဖြင့်ကောင်းကင်သို့ဝေါကနေပြန်တက်သွားကမြင်ကွင်းမှရုပ်ချီးကွယ်ပြောက်သွားတော့၏ထိုခဏမှာပင်မှတ်ကြီး၏ဝမ်းပိုက်၌မိစားဖြင့်အထိုးခံလိုက်ရသလိုပူကနေခံစားလိုက်ရ၏အာကနေအော်မိပြီဝမ်းပိုက်ကိုလက်ဖြင့်ဖိထားရင်းထိတ်လန့်ကြောက်ရွံ့နေပြီငဲပြီးတမျှပူလောင်သောအပူမီးတစ်ခုတရွရွဖြင့်ဝမ်းပိုက်ထဲမှနေ၍အပေါ်သို့တက်လာသည်ကိုခံစားမိနေသည်အာအီဖះကဲကြပါမှတ်ကြီးမတ်တရနိုင်စွမ်းပင်မရှိတော့ပျော့ခွေကျသွားပြီးမြေပေါ်၌လူလိမ့်အော်ဟစ်နေရပြီဖះကိုသာအာကိုတကြီးတန်တနေရပြီအပူလုံးကြီးကရပ်မသွားရင်ကောင်းအထိရောက်လာပြီတဖြစ်ဖြစ်နှင့်လောင်ကျွမ်းနေမှုကနှလုံးသွေးသားခြင်းစီတို့ခန်းချောက်သွားမတက်ပင်အသက်ရှူတမ်းပင်မမှန်တော့တီတင်းဖြင့်လူလိမ့်နေရပြီအော်ဟစ်နေရပြီကဲသူကားမရှိနတ်ထီတစားတက်တစားအသက်ရှူတမ်းမမှန်တော့အမောင်လူကြီးကတစားတက်တစားလွှမ်းမို့လို့တီမတက်လူအလိမ့်နာကျင်စွာအော်ဟစ်နေသည့်ကြားကသူ့အာယုန်တန်းပေါ်လာတာကဘာကြီးဖြိုးသူ့လက်ချက်ဖြင့်တေသွားရှာသောဘာကြီးဖြိုးနားထဲမှာလဲမတဲမကွက်အတန်ချို့ကိုကြားလိုက်ရသလိုလိုလူမိုက်သူတော်ကောင်းကိုပြစ်မှားတဲ့လူမိုက်မတန်တာကိုလိုချင်ကြံကျင်တဲ့လူမိုက်ကောင်အခုတော့ဖျားရိုက်ပြီးရေတရံတန်ရဲ့ပြစ်ဒဏ်ကိုခံပြီးတော့ဟူသောဘာကြီးပြိုး၏အတန်ကဝေးလက်ညီလိုက်ရင်တွင်မှအပူလုံးကြီးကလည်းတရွေ့ထိုပူလုံးကြီးသည်လေချောင်းရောက်၌ရက်တန့်သွား၏သူ၏လေချောင်း၌ကြီးမားသောတန်ကြိတ်ကြီးဖြင့်ထိုးဆိုင်ထားသလိုခံစားနေရ၏ငါးရီခံစားနေရသောဝေဒနာကိုလက်ငင်းချက်ချင်းခံစားနေရပြီအာမကြီးပါးစပ်မှသွေးတွေတပွက်ပွက်အန်လာပြီးပြင်းထန်သောဝေဒနာကိုခံစားရပြီးနောက်နားထဲတွင်ကြားလိုက်ရသောနောက်ဆုံးစကားတန်ကရေတရံတန်ပြစ်ဒဏ်ထို့နောက်တွင်လောကကြီးသည်ထာဝရမှောင်တိကျသွားခဲ့လေတော့၏ဇလန်လေးကတော့အိန္ဒိယမှာပဲပြီးဆုံးသွားပြီဖြစ်ပါခင်ဗျာယခုဇလန်လေးကိုရေးသားသူစာရေးသူဝတုံဟိမ့်တက်ကိုလည်းဂါရဝပြုကျေးဇူးတင်ရှိရသလိုဇလန်လေးကိုအဆုံးထိနားဆင်ပေးသူအပေါင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ